ဖုန်းကနေထွက်လာတဲ့ flashlight အလင်းရောင်အောင်မှာမင်းလိုက်ရတာကမင်းကလေးတယောက်မဟုတ်ပါဘူးအဲ့ဒါကတော့သူ့ရဲ့ကိုယ်ပိုင်ပုံရိပ်ပါဒါပေမဲ့အဲ့ဒီပုံရိပ်ကကြောက်စရာကောင်းလောက်အောင်ပိန်ချောင်နေပြီးမျက်လုံးတွေနေရာမှာအပေါက်အမဲကြီးတွေဖြစ်နေပါတယ်မင်းကဘာလို့လဲမင်းအတန်တုံနဲ့မေးလိုက်ပါတယ်အဲ့ဒီအရာကစကားမပြောဘဲမင်းရဲ့ဖုန်းကိုလက်ညှိုးထိုးပြပါတယ်ဖုန်းထဲကနေ unknown number ရဲ့အတန်ကအေးစိမ်စွာထွက်ပေါ်လာပြန်ပါတယ်လုံနေတဲ့ကနစ်ကမိုးရွာတဲ့ညမှာငါ့ကိုကားတိုက်ပြီးထွက်ပြေးသွားလာမင်းမဟုတ်ဘူးလားမင်းငါဖုန်းကိုလည်းမင်းလူယူသွားခဲ့တာလေမင်းရဲ့ခေါင်းထဲမှာပုံရိပ်တွေအကောင်ပြောင်ပွက်လာပါတယ်ဟုတ်ပါတယ်လွန်ခဲ့တဲ့တနစ်ကသူကားတိုက်မိခဲ့တဲ့မင်းကလေးစီကနေအခုအညီတောင်းဖို့ကြိုးစားနေတဲ့ဖုန်းကိုသူလူယူပြီးလွှင့်ပစ်ခဲ့တာပါသူမထေသွားနေတက်တယ်မရှိတော့ဘူးလို့သူထင်ခဲ့တာပေါ့အခုသူ့လက်ထဲမှာကင်ထားတဲ့ဖုန်းဟာအဲ့ဒီညကသူလူယူခဲ့တဲ့ဟောင်းနှွမ်းစုပ်ပြတ်နေတဲ့ဖုန်းအိုကြီးထည့်နေပါတယ်သူကင်နေကြစမတ်ဖုန်းမဟုတ်တော့ပါဘူးတောင်းပန်ပါတယ်ငါတောင်းပန်ပါတယ်မင်းအော်ဟစ်ပြီးအခန်းပြင်ကိုပြေးထွက်ဖို့ကြိုးစားပါတယ်ဒါပေမဲ့အခန်းတကားကပွင့်မလာတော့ပါဘူးနေရန်တွေကနေသွေးတွေစီးကြလာပြီးအခန်းတစ်ခန်းလုံးရေတွေနဲ့ပြည့်လာနေပါတယ်မိုးရွာတဲ့ညမှာလမ်းမပေါ်မှာမင်းကလေးခံစားခဲ့ရတဲ့ဝေဒနာကိုသူပြန်ခံစားနေတာပါမှန်ခွဲဆက်တွေကြားထဲကနေမင်းကလေးရဲ့ဝိညာဉ်ကတဖြည်းဖြည်းထွက်လာပါတယ်။သူမဟာမင်းရဲ့အနားကိုကပ်လာပြီးနားလေးတိုးလေးပြောလိုက်ပါတယ်။အခုမင်းရဲ့အလှဲ့ပဲ။ဖုန်းထဲကနေ call and death ဆိုတဲ့စာသားပေါ်လာတာနဲ့အတူအခန်းထဲကအလင်းရောင်အလုံးကွဲပြောက်သွားပါတယ်။နောက်တနေ့မနက်ခင်းမှာမင်းရဲ့အခန်းတကားကိုအိမ်နီးနားချင်းတွေကရဲတွေနဲ့အတူဖျက်ဆီးပြီးဝင်လာကြပါတယ်။အခန်းထဲမှာတော့ဘာမှမရှိပါဘူး။မင်းလည်းမရှိတော့ပါဘူးလူတွေတွေ့လိုက်ရတာကတော့အခန်းလေကကျမ်းပြင်ပေါ်မှာလဲကျနေတဲ့ဟောင်းနှန်းစုပ်ပြက်နေတဲ့ဖုန်းအိုကြီးတစ်လုံးပါပဲအဲ့ဒီဖုန်းရဲ့ဖန်သားပြင်ပေါ်မှာတော့မင်းရဲ့ဓာတ်ပုံက missed call ဆိုတဲ့စာသားအောင်မှာထာဝရရှိနေပါတော့တယ်လမ်းမပေါ်မှာတော့မိုးတွေကတီးထန်စွာဆက်လက်ရွာသွန်းစေပါပဲဒီလိုစိတ်ဝင်စားဖို့ကောင်းတဲ့ဇာတ်လမ်းတွေနားထောင်ဖို့ channel လေးကို subscribe လုပ်ခဲ့ပါအောင်နော်